PSG တောင်မှန်ကစားသမားဖြစ်တဲ့ဘာကိုလာကိုတခြားအသင်းတွေထက်ပိုပြီးတော့လက်ဦးမှုရယူခြင်းနေတဲ့လီဗာပူးအားလုံးပဲမင်္ဂလာပါ97ဖို့ဖို့လိုက်ခါနေကျွန်တော်ညီကိုတွေကိုဒါ transfer အကြောင်းလေးတွေကိုတစ်ချက်ပြန်ပြီးတော့ဆွေးနွေးချင်ပါတယ်ဒီကနေ့ကျွန်တော်တို့ကြားရတဲ့ဒါသတင်းတွေအရဒါ PSG ရဲ့တောင်မှန်ကစားသမားဖြစ်တဲ့ဘာကိုလာကိုတခြားတော့ Chelsea Arsenal တို့ထက်ပိုပြီးတော့လက်ဦးမှုရယူခြင်းနေတဲ့အတင်းရတော့ကျွန်တော်တို့လီဗာပူးပဲဖြစ်ပါတယ်လီဗာပူးအနေနဲ့ဒါဒီကစားသမားခေါ်ရင်ဘယ်လောက်ထိငွေပေးချေရပလဲဆိုတာကိုတစ်ချက်ပြောပြချင်တယ်ဒီ PSG ကသူ့ရဲ့ကစားသမားကိုတန်း100ကျော်ထိပေးမှသာဒါလက်လွတ်မဲ့အနေထားမျိုးမှာရှိပါတယ်တစ်ဖက်ကဒီလီဗာပူးကဒီလိုကစားသမားကိုပေါင်တန်း100ကျော်ပေးပြီးတော့တကယ်ရောဒါအသုံးတဲ့ပါမလားတော့တစ်ဖက်ကဒီခြေစွမ်းမရလဲကျွန်တော်ကအဲ့လောက်ကြီးအားရတဲ့ကစားသမားမဟုတ်ဘူးသူ့အနေနဲ့တောင်ပန်းနေဒါဆွဲပြေးနိုင်တယ်ဒါ dribbling လေးကောင်းတယ်ဒါပေမဲ့အဆုံးသက်ပိုင်း finishing ပိုင်းမှာတော်တော်လေးကိုအားနေတဲ့ကစားသမားဖြစ်ပါတယ်ဒီကစားသမားကို brother တို့ရောဘယ်လိုမြင်လဲပေါ့နော်ဒါကျွန်တော်အမြင်မှာတော့တော်တော်လေးကိုဒီခိုးလက်မရှိတဲ့ကစားသမားလို့ထင်တယ်တောင်ကန်မြောက်ကန်နေတဲ့ကစားသမားပေါ့နော်ခိုးတော်တော်လေးကိုလက်မရှိတဲ့ကစားသမားတွေမှာပါတယ်ဒီသူ့အနေနဲ့ဒါခိုးတွေဒါတစ်လုံးဆိုတစ်လုံးထိထိရောက်ရောက်နဲ့ဒါရတဲ့အခွင့်အရေးတွေကိုပြောင်းလဲနိုင်မယ်ဆိုရင်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီကစားသမားအနေနဲ့အဲ့လောက်ကြီးထိတန်ကြီးဒါမရှိဘူးလို့ကျွန်တော်တကယ်လို့ဒါလီဗာပူးတို့အနေနဲ့ခေါ်မယ်ဆိုရင်ဒါသူ့ရဲ့ဒါတန်း60ဝန်းကျင်လောက်ပဲကျွန်တော်ကတော့တန်လိုက်မယ်ဒီ60ဝန်းကျင်လောက်ပဲပေါက်တင်တယ်လို့ကျွန်တော်တို့ထင်ပါတယ်ဒီကစားသမားရဲ့ခြေစွမ်းပိုင်းကိုကြည့်ပြီးတော့ဒါတတ်မရမယ်ဆိုရင်တစ်ဖက်ကပြီးရင်ဒီကစားသမားပြီးမရလိမ့်မှာရောက်လာရောဒါဘလို့ခြေစွမ်းမျိုးတွေပြန်လဲရပါအောင်မလဲဆိုတော့ကျွန်တော်တို့ဒီတနေ့ကတကယ်ရောဖြစ်လာနိုင်ွယ်ရှိလားဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒါ Manchester United သတင်းဖြစ်ပါတယ်ကွင်းလယ်ကဒါ Real Madrid ကွင်းလယ်ကစားသမားဒါကာဗာမင်ဂါကိုဒါကွင်းလယ်ကထွက်သွားတယ်ကျွန်တော်တို့ဒီကက်စမဲရိုနေရာမှာအစားထိုးဖို့အတွက်ဒါသူတို့ပြင်ဆင်နေတယ်ပေါ့တော့တကယ်ရောဒီကာဗာမင်ဂါကိုခေါ်ရောတကယ်ရောအစားထိုးနိုင်ပါမလားကျွန်တော်ကတော့အဲ့လိုတော့မမြင်ဘူးဘာလို့မမြင်လဲဆိုတော့ကက်စမဲရိုလို့ဒီကက်စမဲရိုကတကယ်တမ်းကျတော့ကွင်းလယ်မှာတော်တော်လေးကိုအဖြက်အားတန်တဲ့ကစားသမားဖြစ်တာကာဗာမင်ဂါကတော့ဒီကက်စမဲရိုကဒီလူနာတာပါညာတိတ်မရှိဘူးရှားပါတယ်ဒါပေမဲ့ဒီကာဗာမင်ဂါကဒါဒီကြက်ခိုင်မှုပိုင်းမှာတော်တော်လေးကိုအားနေတဲ့ကစားသမားဖြစ်တယ်တရားမကြခဏရတဲ့ကစားသမားဒီလိုကစားသမားကိုတန်း100ဝန်းကျင်ပေးပြီးတော့မိုင်တို့တကယ်ရောလိုချင်ပါမလားတကယ်ရောခေါ်ပါမလားဆိုတာကိုတွေ့ရတယ်ဒီသတင်းတွေမှာတော့ကာဗာမင်ဂါကိုဒါကြီးကြီးကျယ်ကျယ်တွေရှောက်ပြီးတော့ရေးနေကြတယ်ပေါ့နော်ဒါ Manchester United ကစိတ်ဝင်စားတဲ့အကြောင်းတွေတန်း100ပေးပြီးတော့ခေါ်မဲ့အကြောင်းတွေကျွန်တော်ကတော့ဒီပြောက်ရွှေကတော့ဖြစ်လာဖို့တော်လေးကိုရာခိုင်နှုန်းနေတဲ့သတင်းတစ်ပုဒ်လိုပဲကျွန်တော်ကတော့မှတ်ယူပါတယ်ဒီကာဗာမင်ဂါကိုတော့အလောက်ကြီးမှန်ယူလို့အလိုအပ်မဲ့လို့ကျွန်တော်မထင်ဘူးဒီချက်ဈေးလဲဒီတင်မဲ့ကစားသမားတွေသူ့ထက်ပိုပြီးတော့ချက်ခိုင်မှုပိုကောင်းတဲ့ကစားသမားကွင်းလယ်တွေအများကြီးရှိပါလိမ့်မယ် DM row မှာဆော့မယ်ဒါကြောင့်မလို့ကျွန်တော်ကတော့နောက်ထပ်သတင်းလေးတွေကိုလည်းကျွန်တော်ညီကိုတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကြီးကျွန်တော်ရဲ့ TikTok account တွေနဲ့ကျွန်တော်ရဲ့ Telegram channel လေးတွေကို join ထားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ဒီကနေ့မှလည်းကျွန်တော်ရဲ့ဒီမောင်းတွဲလေးတွေတင်ပေးထားတဲ့ channel လေးရှိပါတယ်အဲ့ဒါတော့ TikTok ရဲ့ဟိုတဲ့ဝင်လိုက်ပေါ့အဲဒါဆိုရင်အားလုံးကျေးဇူးပါတယ်ခုလက်ပါ